Israel နဲ့ Iran ဒီကနေ့20ရက်နေ့6လပိုင်း20ရက်နေ့2025ပေါ့နော်ဒီနေ့မှာတော်တော်ယူတင်းထူပါတယ်မနေ့ညကလည်းတင်းထူတယ်ဒီနေ့မှာလည်းထပ်ပြီးတော့ထူအောင်မယ်လို့သိရပါတယ်ဒီကြားထဲမှာဘယ်နိုင်ငံကဘလောက်ပျက်စီးတယ်ဘယ်နိုင်ငံကဘလောက်ပျက်စီးတယ်ဆိုပြီးအငင်းပွားမနေနဲ့ဘာလို့ဆိုလို့ရှိရင်ဒါတွေကအဓိကမကြဘူးတကယ်သူတို့အစည်းအဝေးဆုံးဖြတ်ချက်ကြီးတွေနဲ့တကယ်စစ်ပွဲကြီးကိုဥတီသွားမဲ့အရာတွေကအရန်အရေးကြီးတဲ့အရာတွေဖြစ်တယ်ဒီထဲမှာတရေအမှားတွေရှိတယ်တချို့ဘလို့တရေအမှားတွေလွှင့်လဲဆိုလို့ရှိရင်အီရန်ဘာသာရေးခေါင်းဆောင်ခါမီနီကထွက်ပြေးဖို့ကြိုးစားနေတယ်လို့ပြီးလို့ရှိရင်ပြည်သူလူထုကမထောက်ခံတော့ဘူးလို့ဒါတွေကိုမစင်စားပါနဲ့ဒါတွေကလည်းဖြစ်လာနိုင်မဲ့အရာမရှိဘူးပြီးတော့ကြတော့အစ္စရေးတပ်ကလေယာဉ်မှုတွေယာနဲ့ချီပြီးတော့မှထွက်ပြေးသွားတယ်ဆိုတော့တရင်လည်းထွက်နေတယ်ဒါတွေကလည်းတရေအမှားတွေပဲတချို့တရေအမှားတွေဗျာကိုထောက်ခံတဲ့ဖက်ကနေပြီးတော့ကိုခံယူထားတဲ့ဖက်ကနေပြီးတော့မှရက်တီပြီးတော့မှတစ်ဖက်ရှိတဲ့အရာတွေကိုတရေမှနှိမ့်တဲ့အရာတွေကိုတတိထားပါဒါတတိချက်ဖို့ဖြစ်ပါတယ်ဒါကျွန်တော်တို့နိုင်ငံရေးတရင်ကြည့်ရဆိုတဲ့အရာကတစ်ဖက်သက်ဆောင်းနေပြောတဲ့လူတွေရဲ့တည်င်းကိုချင့်ချိန်ပြီးတော့ရုပ်ဖို့လိုတယ်တချို့ကျွန်တော်မေးကြတယ်တည်င်းသမားကျွန်တော်တည်င်းသမားမဟုတ်ဘူးကျွန်တော်ကလေ့လာတဲ့သူပဲကျွန်တော်လည်းခင်ဗျားတို့နဲ့အတူတူပဲလေ့လာတဲ့နိုင်ငံရေးအကြောင်းတွေလေ့လာပြီးတော့မှတယောက်တစ်ယောက် sharing လုပ်တဲ့သဘောပဲကျွန်တော်ပြောတာကျွန်တော်တည်င်းသမားမဟုတ်ပါဘူးကဲအခုတည်င်းထူးတဲ့အရာဘာလဲဆိုလို့ရှိရင်အမေရိကန်ကမနေ့တုန်းကအမေရိကန်တည်င်းဌာနကြီးတွေကဘလို့ထုတ်ပြန်လဲဆိုရင်ဒီစစ်ပွဲကြီးမှာဒေါ်နယ်ထရန့်ပါဝင်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီလို့ပြောတဲ့ကြားတယ်ဗျာဒါကသတင်းအစစ်မှန်ပါဒါကျွန်တော်လိန်ပြောတာမဟုတ်ဘူးဒါသတင်းလေ့လာလို့ဆိုသိတယ်ဒါပေမဲ့လို့သူကနောက်ဆုံးအချိန်အနေနဲ့ခါမီနီကိုဒီနျူကလ িয়ার ဆွန့်လို့ဖို့အတွက်နောက်ဆုံးအချိန်တတိပေးထားတယ်လို့လည်းကြားရတယ်ဗျာဒါကတော့ဒေါ်နယ်ထရန့်ဆုံးဖြတ်ချက်ဒီကနေ့မှလည်းထပ်ပြီးတော့မှအစည်းအဝေးရှိသေးတယ်ဒီအစည်းအဝေးကဘာလဲဆိုလို့ရှိရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအီရန်ကကျန်တဲ့မိတ်ဖက်အဖွဲ့အစည်းတွေနိုင်ငံတွေဥပမာဥရောပနိုင်ငံတွေလည်းပါတယ်အဲ့အဖွဲ့အစည်းတွေအကုန်လုံးခေါ်ပြီးတော့ဒီကနေ့မှာအစည်းအဝေးရှိတယ်20ရက်နေ့မှာအစည်းအဝေးရှိတယ်လို့ကြားတယ်ဒီသတင်းကနေလည်းဘာထွက်လာမလဲမသိဘူးဒါပေမဲ့လို့ဒီသတင်းကဘာပဲထွက်လာဒေါ်နယ်ထရန့်ပါဇက်ထဲမှာပဲရှိတယ်ဒေါ်နယ်ထရန့်ကတိုက်မယ်ဆိုရင်တိုက်မှာသိကြတယ်ဒါကဖြစ်နိုင်ချေများတဲ့အရာပေါ့ကျွန်တော်ပြောတဲ့အရာဖြစ်တယ်နောက်တစ်ခုကဘာဆိုရှင်သမ္မတပူတင်ကဘာပြောလဲဆိုလို့ရှိရင်ဒီအစ္စရေးအီရန်အစီစစ်ပွဲကြီးကိုသူဂျာဝင်စစ်ဆက်ပေးနိုင်တယ်လို့သူပြောတယ်ဒါပေမဲ့သူဂျာဝင်စစ်ဆက်ပေးနိုင်တယ်ဆိုတဲ့စကားရဲ့နောက်ကွယ်ကသူဘာပြောလဲဆိုလို့ရှိရင်အီရန်ကနျူကလ িয়ার ထုတ်ဖို့လဲသူကတိပေးမယ်တဲ့သူအီရန်ကိုသူလိုက်ရောပေးမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အစ္စရေးကိုအီရန်ကနျူကလ িয়ার ထုတ်ပြီးပြန်မတိုက်ဖို့လဲသူအစ္စရေးကိုသူကအာမခံချက်ပေးမယ်လို့သူပြောတယ်သူပြောတဲ့အရာကစစ်ဆက်ညှိနှိုင်းပွဲဆိုတာထက်သူပြောတဲ့တယောက်တစ်ဖက်နိုင်ငံလည်းသူကနှစ်သိမ့်ပေးတယ်တစ်ဖက်နိုင်ငံကနှစ်သိမ့်ပေးတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါကလည်းဖြစ်လာခြင်းမှဖြစ်လာမှာမဖြစ်လာနိုင်ဖို့တော့များတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အစ္စရေးတို့အမေရိကန်တို့ရဲ့ခြေလမ်းကိုရုရှားတို့ကကြိုတိနေတဲ့အတွက်သူတို့ဘာလို့လုပ်လဲဆိုလို့ရှိရင်သူ့နိုင်ငံရုရှားနိုင်ငံမှာရှိနေတဲ့ထိပ်ပိုင်းခေါင်းဆောင်ကသွားပြီးတော့မှမြောက်ကိုရီးယားမှာသွားပြီးအစည်းအဝေးထိုင်မယ်ဒီကနေ့ဒီအစည်းအဝေးထိုင်တာကလည်းဝင်တိုက်ဖို့ဖြစ်ချင်မှဖြစ်မှာဆက်လက်ပြီးတော့ဒီအီရန်ကိုတိုက်ပြီးလို့ရှိရင်ဒါကျွန်တော်အီရန်ရှုံးမနိုင်ပဲပြောတာမဟုတ်တော့အမေရိကန်ရဲ့ခြေလမ်းကိုကျွန်တော်ပြောတာအမေရိကန်တို့အစ္စရေးတို့ရဲ့ခြေလမ်းကိုရုရှားတို့ကြိုတွက်ထားတဲ့အရာကိုပြောတာဒီအီရန်ကိုတိုက်ပြီးလို့ရှိရင်ထပ်ပြီးတော့မြောက်ကိုရီးယားကိုမျက်စောင်းထိုးမလားဆိုတဲ့ကြိုတင်ကောက်ွယ်မှုနဲ့သူတို့အစည်းအဝေးထိုင်မယ်လို့ကြားတယ်ဒါကျွန်တော်ကြားတဲ့သတင်းအချက်အလက်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခါမီနီကလည်းအမေရိကန်ပါလာနိုင်ရင်လုံးဝနောင်နာအကြီးရသွားမယ်အမေရိကန်တို့မျှော်လင့်မထားတဲ့အိမ်မဆိုးကြီးယနေ့အကောင့်တွေပေါ်ပြီးတော့မှခုအီရန်ခံနေရတာထက်အစပေါင်းရာပေါင်းများစွာအမေရိကန်ခံသွားရမယ်လို့ခါမီနီကလည်းချိန်ဝါထားတယ်ဗျအဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အရာကတော့စောင့်ကြည့်ဖို့ပဲဖြစ်တယ်ပြီးတော့ OIC အစည်းအဝေးလည်းပြီးသွားပြီဆိုတော့ကဲအခုဒီဆက်လက်ပြီးတော့မှဘာဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ဖို့တဲ့ကျွန်တော်ပြောပေးချင်ပါတယ်ကျွန်တော်ကဘယ်သူနိုင်တယ်ဘယ်သူရှုံးတယ်ကျွန်တော်မပြောဘူးကျွန်တော်ယနေ့နဲ့မနေ့တုန်းကဖြစ်သွားတဲ့အရာကိုကျွန်တော်ပြောပြချင်းဖြစ်တယ်ဆက်လက်ပြီးတော့မှကြည့်ရှုကြပါလို့ကျွန်တော်ရဲ့ page လေးကို like follow လုပ်ပေးကြပါအောင်လို့ပြောပြပေးချင်ပါတယ်